Hello မင်္ဂလာပါ It's been a while ကျွန်တော်မတွေ့ရတော့ကြာသွားပြီပေါ့နော်ဒီနေ့မှာတော့ကျွန်တော် over trading အကြောင်းကိုနည်းနည်းလေး sharing လုပ်ပေးချင်တာပေါ့နော် over trading ဖြစ်တယ်ဆိုတော့ဘာလဲပေါ့နော်ဒါလေးကျွန်တော်အချက်တစ်ခုချင်းစီနဲ့ကျွန်တော်ဒေတာလေးရှင်းပြပါမယ် over trading ဖြစ်နေပြီဆိုရင်ကျွန်တော်ကအမြန်ဆုံးပြင်ဆင်ဖို့လိုပါတယ်အမြန်ဆုံးပြင်ဆင်နိုင်မှဒါလည်းကျွန်တော်က trading မှာအောင်မြင်တဲ့ trader တယောက်ဖြစ်လာမှာဖြစ်တယ်ပေါ့နော်အဲ့တော့ over trading အဓိကဖြစ်ရတဲ့အချက်ကကျတော့ကျွန်တော်၃ချက်ရှိတယ်ပေါ့နော်ပြီးတော့ over trading ဆိုတာကဒီအထူးသဖြင့် beginner trader တွေပေါ့နော် beginner trader တွေအများဆုံးဖြစ်ကြတယ်ဒီဘယ်လိုပြောမလဲ profitable trader တွေလည်းမဖြစ်ဘူးလားဆိုတော့ sometimes သူတို့တစ်ခါတည်းမှာဖြစ်တယ်ပေါ့နော်အဲ့တော့အဓိကဖြစ်ရတဲ့အချက်က၃ချက်ရှိတယ်ဘာတွေလဲဆိုတော့ပထမဆုံးတစ်ချက်ကကျတော့ကျွန်တော် too many trades ဒုတိယတစ်ချက်ကကျတော့ risking too much capital တတိယတစ်ချက်ကကျတော့ဒီ trading out of boredom or revenge ဒီ၃ချက်တွေကြောင့်ကျွန်တော်တို့ကဒီ over trading ဖြစ်ကြတယ်ပေါ့နော်ပထမတစ်ချက်က too many trades ဆိုတာကဘာလဲပေါ့အဲ့တော့ကျွန်တော်တို့က you trade several trades ကျွန်တော်က trade တွေကိုဒီတစ်ရက်မှာသို့မဟုတ်ဒီအချိန်တစ်ခုတည်းမှာပေါ့နော်ကျွန်တော်က trade တွေကိုအများကြီးယူလိုက်တယ်အဲ့ဒီ trade ဒီprobability high probability trade ဖြစ်ကောင်းဖြစ်လိမ့်မယ် high probability trade မဖြစ်ကောင်းလည်းမဖြစ်လိမ့်မယ်ဒီအချိန်မှာကျွန်တော်ကအကုန်လုံးကိုကံပုံအောင်ပြီးတော့အများကြီးယူလိုက်တာပေါ့နော်ဒါမှမဟုတ် loss side အများကြီးပင်လိုက်တာမျိုးတွေပေါ့နော်အဓိက market ထဲမှာကျွန်တော် active ဖြစ်နေဖို့ပဲtrade ရနေဖို့ပဲဆိုတော့စိတ်တနဲ့ကျွန်တော်က trade တွေကိုအများကြီးဝင်တာကိုကျွန်တော်ကtoo many trade ပေါ့နော်ဒါကိုဆိုလိုတယ်အဲ့တော့ trade တွေအများကြီးဝင်ခြင်းအပြင်ဘာဖြစ်စေလဲဆိုတော့ကျွန်တော်ရဲ့ strategy ရပေါ့နော်ကျွန်တော်ရဲ့ဒီ risk reward ရကျွန်တော်ကတစ်ခါလေးချိန်ထားပြီးတော့ပေါ့နော်ဒီကျွန်တော်ဘယ်လောက်ဆုံးရှုံးခဲ့မလဲဒီအချိန်မှာကျွန်တော်က trade တွေအများကြီးဝင်လိုက်တဲ့အချိန်တိုင်းကျွန်တော်ကပုံမှန်ထက်ပိုရှုံးနိုင်တယ်ရှုံးသွားခဲ့ပြီးရှိတော့ပေါ့နော်ဒါကြောင့်မလို့ too many trade တွေအများကြီးယူတဲ့အတွက်ကြောင့်လည်း over trading ဖြစ်နိုင်တယ်နောက်တစ်ခုကျတော့ဘာဆို risking too much capital မှာကျွန်တော်ကဘယ်လို risk တွေအရန်ယူတာတချို့ကျွန်တော်ကဒီဒေါ်လာ100အကောက်သေးလေးတွေမှာကျတော့ဒီကျွန်တော်က risk ယူရတာအရန်ခက်ခဲတယ်ပေါ့နော်1% 2% risk ယူဖို့ဆိုတာမဖြစ်နိုင်ဘူးအဲ့တော့ကျွန်တော်က10% လောက်တက်ယူရတယ်5% လောက်တက်ယူရတယ်ပေါ့နော်အဲ့တော့အဓိကဒါကကျတော့ထားလိုက်အောင်အဓိကကျွန်တော်ကဒီအကောက်ကြီးဘာကြောင့်ရှုံးရလဲဆိုတော့ကျွန်တော်တစ်ချက်ပြောမှာ over trade ဖြစ်ရတယ်ဆိုတာကကျတော့သူရဲ့အကောက်ဒီ1% risk ယူမယ်သို့မဟုတ်2% risk ယူမယ်သူသတ်မှတ်ထားကောင်းသတ်မှတ်ထားလိမ့်မယ်ဒါပေမဲ့သူရဲ့အဲ့ဒီဘယ်လိုလဲသူရဲ့ဒီ system သူရဲ့ plan ကိုသူကမလိုက်နာပဲနဲ့သူရဲ့ plan အရဒီ allowance လုပ်ထားတယ်ဒီခွင့်ပြုထားတဲ့1% 2% risk ယူမယ်ဆိုတာတက်သူကပို့ပြီးတော့5% 10% ယူပစ်လိုက်တာမျိုးကိုကျွန်တော်က risking too much capital လို့ခေါ်တယ်ပေါ့နော်အဲ့တော့ဒီဒေါ်လာ100အကောက်တွေနဲ့အကောက်တွေကြတော့ risk ယူဖို့အရင်ခက်ပါတယ်ဒါကြောင့်မို့အနည်းဆုံးတော့5% နဲ့ 10% လောက်တော့ယူရပါတယ်အဲ့တော့ကိုကောက်ဒီ$500နဲ့အထက်အကောက်ဆိုရင်တော့ပေးထားတဲ့1% 2% လောက်ကယူလို့အဆင်ပြေတာပေါ့နော်ကိုပေါ့တွက်ပြီးတော့ယူအဲ့ဒါပို့ပြီးတော့မယူမိအောင်တော့ပေးချလေးဂယူဆိုင်ပြီးတော့ယူရပေါ့နော်နောက်တစ်ခုက trading out of boredom or revenge တနည်းအားဖြင့်ပြောဆိုဒီစိတ်ပြည့်စရာ trade တွေပေါ့နော် frustrated ဖြစ်တဲ့ trade တွေနောက်တစ်ခုကျတော့ဒီဘယ်လိုပြောမလဲဒီကလေးစာဘယ်လိုပြောမလဲကလေးစာစိတ်ချေရှင်တဲ့စိတ်နဲ့တနည်းအားဖြင့်အနိုင်ရကျင်စောနဲ့ဝင်တဲ့ trade တွေပေါ့နော်ဒါဒီကြောက်လည်းပဲကျွန်တော်တို့ကဒီ over trading ဖြစ်နိုင်တယ်ကျွန်တော်တို့ကအမြတ်ရဖို့အတွက်အမြတ်ကိုအရန်လိုချင်တဲ့စိတ်ရှိနေတယ်နော်အမြတ်ကိုအရန်လိုချင်တဲ့စိတ်ရှိတဲ့ဒီဘာကြောက်လဲဆိုတော့ကျွန်တော်တို့ပထမ trade မှာရှုံးထားတဲ့အတွက်ကြောင့်အမြတ်ကိုအရန်လိုချင်တဲ့စိတ်ကြောင့်ကျွန်တော်တို့ကခဏပြီးခဏ trade နေတာမျိုးတွေတနည်းအားဖြင့်ပြောလို့ဆိုရင်ဒီတစ် trade ကရှုံးသွားရင်နောက်တစ် trade ကဘယ်ကအမြတ်ရချင်စောနဲ့ကျွန်တော်တို့ကဘာမှ clear ဖြစ်တဲ့ဒီကျွန်တော်ရဲ့ဘယ်က rule တွေဘာတွေမှ follow မလုပ်ဘဲနဲ့ကျွန်တော်ကချက်ချင်းဆိုလို့ဝင်လာမျိုးကိုကျွန်တော်က revenge trade လုပ်တယ်လို့ခေါ်တယ်နော် revenge trade လုပ်တယ်လို့ခေါ်တယ်ဒါတွေကြောက်လဲကျွန်တော်က over trading ဖြစ်နိုင်တယ်ကျွန်တော်ကိုယ်တိုင်နဲ့ဖြစ်ခဲ့တဲ့ဘက်ကဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ရှုံးတင်တာထက်ပိုပြီးတော့ရှုံးသွားခဲ့တယ်ပြီးခဲ့တဲ့ဘက်ကဆိုတော့ကျွန်တော်ဒါကိုဘယ်လို fix လုပ်မလဲဘယ်လိုပြင်ဆင်မလဲအဲ့ဒီအချက်3ချက်ချင်းစီ3ချက်မှာတစ်ချက်ချင်းစီမှာပြင်လို့ရတဲ့အချက်တွေအများကြီးရှိတယ်ပေါ့နော်3ချက်ရှိတယ်ဒီမှာပထမတစ်ချက်too many trades ကျွန်တော် trade တွေအများကြီး trade နေမိတာကိုကျွန်တော်က
face လုပ်လို့ရတယ်ပြင်ဆင်လို့ရတယ်ဘယ်လိုပြင်ဆင်လို့ရတယ်နံပါတ်1ချက်နေရကြတော့ကျွန်တော် limit လုပ်လို့ရတယ်ကျွန်တော်ရဲ့ဒီ daily trade ကိုကျွန်တော် limit လုပ်တင်တယ်decide how many trades you will take per day တနေ့မှာကျွန်တော်ကဘယ်နှ trade ကိုကျွန်တော် trade မှာလဲတစ် trade လား3 trade လားစသဖြင့်ကျွန်တော်က limit လုပ်ထားလို့ရတယ်အဲ့ဒီထက်ပိုရင်တော့မ trade နဲ့ပေါ့နော်နောက်တစ်ခုက follow a checklist အဲ့ဒီဆိုကျွန်တော်ရဲ့ rule တွေrule and regulation တွေကို like ဖို့လိုရပါတော့ကျွန်တော်က trade တစ်ခုမဝင်ခင်မှာကိုယ့်ကိုယ်မေးဖို့လိုတယ်နော်ဒီ setup ဒီကျွန်တော်ရဲ့ rule တွေနဲ့ကိုက်ညီမှုရှိရလားနော်ကျွန်တော်ရဲ့အဲ့ဒီ setup ကရတဲ့ risk to reward ကရော deserve ပေါ့နော်ကိုက်ညီထိုက်တန်ရလားဥပမာထားလိုက်ပြကျွန်တော်တို့ risk ကို 2% လောက်ပေး reward 1% လောက်ပဲပြင်ရမယ်လို့ဒါဒီတိချပေါက်မထိုက်တန်အဲ့တော့ကျွန်တော်တို့က risk to reward ကိုကောင်းကောင်းရနိုင်တယ် risk တစ်ဆပြီးတော့2ဆလောက်ရတာမျိုးတွေဆိုရင်ကျွန်တော်တို့ကကိုက်ညီတယ်ထိုက်တန်တယ်လို့ကျွန်တော်တို့က user လို့ရတယ်ပေါ့နော်ဒီမျိုးကျွန်တော်တို့ကပြန်ပြီးဖို့လိုတယ်ပြီးတော့ကျွန်တော်တို့ကအဲ့ဒီ trading အဲ့ဒီ trade ကကျွန်တော်တို့က emotion ပေါ့ကြောက်စိတ်တွေနဲ့ဒီပြည့်နှက်နေတဲ့ပုံပေါ်ကြောက်ကျွန်တော် trade နေတာကိုယ့်ကိုပြန်ပြီးဖို့လေကျွန်တော်တို့ rule တွေအကုန်လုံးလိုက်နာပြီးတော့ trade တာလားဒါမှမဟုတ်ကျွန်တော်ရဲ့စိတ်ကြောင့်စိတ်ကတက်မယ်ကြမယ်တင်ပြီးတော့ trade တာလားဒါတွေကိုကျွန်တော်တို့ကမေးဖို့လိုတယ်ဒါတွေကိုမေးတဲ့ချိန်တိုင်းကျွန်တော် clear ဖြစ်တဲ့ဒီဘယ်လိုပြောမလဲ mindset တစ်ခုထွက်လာတဲ့ချိန်တိုင်းကျွန်တော်တို့က right decision တွေပြုလုပ်နိုင်တယ်ပေါ့နော်နောက်တစ်ခုက user trading journal ကကျတော့ကျွန်တော်ဒီပြီးခဲ့တဲ့ video တွေမှာကျွန်တော်တင်ပေးထားပြီးသားเนาะအဲ့ဒီ trading journal ကိုတောင်းတော့ဘယ်လိုလုပ်ရလဲဆိုတော့ဘယ်လိုရေးရလဲဆိုတာလည်းကျွန်တော်ပြောပြပြီးသားအဲ့ဒီ trading journal တောင်းတော့အရင်သိရေးချရမှာပေါ့နော်အဲ့ကျွန်တော်တို့ကဘာကြောင့်ကျွန်တော်တို့ trade ကိုဝင်တာလဲဒါတွေကိုရေးချဖို့လဲ trading journal မှာเนาะပြီးတော့ဘာ setup ကိုသုံးခဲ့တာလဲ saver bullet entry model လားเนาะဒီ split entry ပေါ့ smart money concept က split entry model လား yield conservative entry model လား OTE လားဒါတွေကိုကျွန်တော်ကသိထားဖို့လို့အဲ့ဒါကိုကျွန်တော် reason ထဲမှာတော့ရေးလို့ရနော်နောက်တစ်ခုကျတော့ကျွန်တော်ကအဲ့ဒီ trade ကိုကျွန်တော်က plan နောက်ကိုလိုက်ပြီးဝင်ခဲ့တာလားဒါမှမဟုတ်မြင်မြန်ဆန်ဆန်နဲ့ဒီဘယ်ပြောမလဲ plan ဒီ plan ထဲမှာရှိတဲ့ route တွေနဲ့ကိုက်ညီမှုမရှိဘဲနဲ့ကျွန်တော်မြင်မြန်ဆန်ဆန် trade ရချင်စောနဲ့ဝင်ခဲ့တယ်လားဆိုတော့ကျွန်တော်က training journal ထဲမှာထည့်ရေးဖို့လိုတယ်ဒါမှကျွန်တော်ကပထမတစ်ချက်ဒီ trade တွေအများကြီး trade မိနေတာကိုကျွန်တော်ကရှောင်ကျဉ်နိုင်မယ်အဲ့ဒီမှာကျွန်တော်ကမရှုံးတဲ့အရှုံးတွေမရှုံးတော့ပါဘူးเนาะOkay ဒုတိယတစ်ချက်ကကျတော့ကျွန်တော်ကဘာလို့ဆိုတော့ risking too much capital မှာကျွန်တော် risk တွေအရင်ယူမိနေတာဒါကိုကျွန်တော်က fix လုပ်ဖို့လိုတယ်ဘယ်လိုလုပ်မလဲ follow the 2% rule ဒါကကျတော့တယောက်နဲ့တယောက်တူချင်မှတူလိမ့်မယ်เนาะ follow the 2% rule ဆိုတော့ကျွန်တော်ရဲ့ 2% ကျွန်တော်ရဲ့ capital ရဲ့ 2% ကိုကျွန်တော်က risk ယူတာ right ဥပမာပြောရမယ်ဆိုရင်ပေါ့နော်ကျွန်တော်က trading အကောက်ကဒေါ်လာ1000အကောက်ရှိတယ်ဆိုရင်ကျွန်တော်က risk ကို 2% ယူလိုက်မယ်ဆိုရင်ကျွန်တော်က trade တစ်ခုမှာဒေါ်လာ20ပဲအဆုံးရှုံးခံမယ်ဆိုတဲ့ပမာဏကိုကျွန်တော်ကပြောချင်တာဖြစ်တယ်နော်ပြီးတော့ကျွန်တော်က use stop loss to control this risk အဲ့ဒီရဲ့ risk ကိုတနည်းအားဖြင့်ဒီ$20ပဲဆုံးရှုံးခံမယ်ဆိုတဲ့ကျွန်တော်က risk ကိုကျွန်တော်ကဖြစ်နိုင်ဖို့ကျွန်တော် stop loss ကိုဒီတစ်ခါတည်းထည့်ထားဖို့လဲ stop loss ထိသွားခဲ့ပြီးတော့ဒေါ်လာ20ပဲရှုံးမယ်ဒေါ်လာ20တက်ပုံမရှုံးတော့ TP ထိသွားခဲ့ရင်လည်းအဲ့ဒီရဲ့20ဒေါ်လာ40တော့ကျွန်တော်ပြန်ရမယ်ဒီလိုမျိုးကျွန်တော်ကတိတ်ချလေးစနစ်တကျလုပ်ဖို့လိုတယ်နောက်တစ်ခုကျတော့ always use a stop loss ကိုကျွန်တော်ကအမြဲတမ်းထည့်ရမယ်ပေါ့နော်ပြီးတော့ market structure အရာတော့ကျွန်တော် market structure အရာတနည်းအားဖြင့်စနစ်တကျကျွန်တော် plan ရကျွန်တော်ကstop loss ကိုထည့်ရမယ်ဖြစ်တယ်လို့တော့ထည့်လို့မရဘူးပေါ့နော်တိတ်ချလေးစနစ်တကျလေးတကယ်လို့ရှုံးသွားရင်ကျွန်တော်လိုအပ်တဲ့ကျွန်တော်wailing ဖြစ်တဲ့ပမာဏကျွန်တော်အဆုံးရှုံးခံတဲ့ပမာဏပဲဖြစ်အောင်ပြီးသွားရင်ကျွန်တော်ရဲ့ market structure အရကျွန်တော်ရဲ့ plan အရတိချလေးစီစဉ်ထားတဲ့ stop loss မျိုးဖြစ်ဖို့တော့လိုရပေါ့နော်နောက်တစ်ခုကျတော့ဘာလဲဆိုတော့ကျွန်တော်ကဒီဘယ်လိုပြောမလဲဆိုတော့အဲ့ဒီပေးလိုက်တဲ့ဒေါ်လာ20ဥပမာထားလိုက်တစ် trade မှာကျွန်တော်ဒေါ်လာ20အဆုံးရှုံးခံမယ်ဆိုရင်ကျွန်တော်ပေးလိုက်တဲ့အဲ့ဒီဒေါ်လာ20ဒီကျွန်တော်လူလားနဲ့ပေးတာမျိုးဖြစ်ရမယ်ဥပမာကျွန်တော်မပေးနိုင်တဲ့ပမာဏမျိုးမဖြစ်ရအောင်ကျွန်တော်ရှုံးသွားတော့စိတ်တက်ကြနေတာမျိုးဒီဒေါ်လာ20ပေးလိုက်တဲ့ဒေါ်လာကဘာမှမဖြစ်သွားဆိုတဲ့ဒီစိတ်တက်ရှိပြီးတော့ကျွန်တော်ပေးလိုက်တာမျိုးအဲ့ဒီလိုမျိုးပေးလိုက်ကျွန်တော်ကတေချာပေါ့ကျွန်တော်က trade တွေအများကြီးမ trade မိတော့ဘူး risk တွေအများကြီးမယူမိတော့ကျွန်တော်အဲ့ဒီ trade ကြောင့်လည်းစိတ်ပြတ်အောင်ငယ်နေကြမလို့တော့အဲ့တော့ကြောင့်ကျွန်တော်ကကိုပေးလိုက်တဲ့ငွေဒီကိုဆုံးရှုံးသွားလို့ငွေဆုံးရှုံးလိုက်တဲ့ငွေဒီကျွန်တော်ပေးနိုင်တဲ့ပမာဏဖြစ်ဖို့လိုတယ်ကျွန်တော်လူလားဖြစ်နေဖို့လိုတယ်နော်နောက်တစ်ခုကျတော့ဒီ position size calculator တွေသုံးပေါ့နော်
ကျွန်တော်ကတော့ကျွန်တော်ထင်တယ်မှာတော့ position right calculator တွေသုံးဖို့တော့ကျွန်တော်က recommend မပေးဘူးကျွန်တော်တွက်ချက်နေတွေသင်ပေးထားတယ်အဲ့ဒီအတိုင်းတွက်လို့ရတယ်နော် calculator တွေသုံးလို့လည်းရတယ်ဘောနော် calculator သုံးခြင်းအပြင် balance loss site သုံးပါလဲဆိုတော့ကျွန်တော်ကကောက်ကောက်သိနိုင်တယ်ဒါကိုကျွန်တော်လုပ်ပြီးတော့ position sizing ဆိုတဲ့ formula လေးကိုကျွန်တော်သိထားရင်တော့မှကိုယ်တိုင်တွက်ချက်လို့ရတယ်ပေါ့နော်ဒါတွေလုပ်ခြင်းအပြင်ဒီချက်သုံးချက်ကိုကျွန်တော်လိုက်နာခြင်းအပြင်ကျွန်တော်ရဲ့ capital မှာကျွန်တော် risk တွေအများကြီးယူမိနေတာကိုကျွန်တော်က short ချနိုင်တယ်ပေါ့နော်နောက်ဆုံးတစ်ချက်ကကျတော့ trading out of burden or revenge တနည်းအားဖြင့်ပြောရဆိုတော့ဒီစိတ်ကြက်စရာ trade တွေကိုခဏခဏ trade မိနေတာဒီပေါ့နော်ဒါတွေကိုကျွန်တော်တို့ကဘယ်လိုရှောင်ကျဉ်မလဲဆိုတော့ပထမဆုံးတစ်ချက်အနေနဲ့ burden trade ပေါ့နော် burden trade ဆိုတော့ကျွန်တော်တို့ကစိတ်ပြက်စရာကောင်း trade ပေါ့နော်ကျွန်တော်တို့အဲ့ဒီ trade တစ်ခုဝင်လိုက်တဲ့အချိန်မှာကျွန်တော်တို့ကဘယ်ပြောမလဲ trade တွေအမြဲရနေဖို့တစ်ခုခုလုံးနေခြင်းလို့အဲ့ဒီကို trade ဝင်လိုက်တာမျိုးတွေနော်ကျွန်တော်ရဲ့ setup က valid ဖြစ်လို့မဟုတ်ဘူးကျွန်တော်ရဲ့ plan အရာကိုင်းညီလို့မဟုတ်ဘဲကျွန်တော်ရဲ့ strategy အရာကိုင်းညီလို့မဟုတ်ဘဲကျွန်တော်က trade ကျင်နေလို့တနည်းအားဖြင့်တစ်ခုခုလုံးနေခြင်းလို့ကျွန်တော်ကဝင်လိုက်တာမျိုးကျွန်တော်ကစိတ်ပြက်စရာကောင်းတဲ့ trade လို့ခေါ်တယ်နော်အဓိကကျွန်တော် trade တစ်ခုဝင်ကျွန်တော်ရဲ့plan တွေstrategy တွေဘယ်လောက်ထိကိုင်းညီဖို့လိုလဲဆိုတာက trader တိုင်းသိတယ်နော်အဲ့မကိုင်းညီပဲနဲ့ဝင်နေတစ်ခုလုံးကျင်လို့လက်အနေမနေနိုင်လို့ဝင်နေဆိုရင်တေချာတယ်အောင်မြင်မှာမဟုတ်အားကြောင့်လို့ training ကိုမလုပ်တဲ့ training ဒီဘယ်လိုပြောမလဲ risk ရှိတဲ့ business တစ်ခုဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ကစနစ်တကျလေးကိုလိုက်နာဖို့လိုတယ်ပေါ့နော်အားနေရင်ဒီ market ထဲဝင်ပြီးရှောက်လုပ်နေတာမျိုးမဖြစ်ဖို့တော့အဓိကအရေးကြီးပါတယ်နောက်က revenge trade ဆိုတာကျွန်တော်ကဘယ်လိုပြောမလဲ trade တစ်ခုရှုံးသွားတဲ့အချိန်မှာပေါ့နော်ဘယ်လိုပြောမလဲကျွန်တော်ရဲ့ဒီ setup တစ်ခုပြန်ရဖို့အတွက်မဆောက်ကျင်ပဲနဲ့ပေါ့နော်အမြင်ရကျင်စောနဲ့ချက်ကျင်စို့လို့ဝင်တာမျိုးကိုကျွန်တော်က glitch စာချီတဲ့ပုံစံနဲ့ trader လို့ခေါ်တယ်ပေါ့နော်ဒါတွေကိုကျွန်တော်ကရှောင်ကျင်ဖို့လိုတယ်ပေါ့နော်ဒီဘာတွေကိုရှောင်ကျင်လဲဆိုရင်ကျွန်တော်ကဒီလိုမျိုးover trading ဖြစ်တာကိုအတက်နိုင်ဆုံးရှောင်ကျင်နိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီဗီဒီယိုကြည့်ပြီးတော့တဲ့ချိန်ကြရင်လည်းပဲအားလုံးပြင်ဆင်နိုင်ပါစေလို့ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်နော်အကုန်လုံးသိအောင်လို့တော့ကျွန်တော် sharing လုပ်ပေးတယ်ကျွန်တော်ကိုယ်တိုင်လည်းပဲကျင့်သုံးတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကိုယ်တိုင် over trading ဖြစ်ပြီးတဲ့အချိန်မှာကျွန်တော် research ပြန်လုပ်တယ်ပေါ့နော် research ပြန်လုပ်တဲ့အချိန်မှာဒါတွေကြောင့်ငါလည်းကိုယ်တိုင်လည်းဒီလိုဖြစ်ခဲ့တယ်အချိန်မှာကျွန်တော်ကိုယ်တိုင်ပြင်မိသွားတယ်ပေါ့နော်ပြင်မိသွားတဲ့အချိန်မှာကျွန်တော်ပို့ပြီးတော့ဟိုမှာဖြစ်တော့ပေါ့နော်အဲ့တော့ဆိုအားလုံးကိုကျေးဇူးတင်ပါတယ် start your journey systematically see you the next video Mr. Bullish